လီယိုလေးတွေရဲ့အပိုင်း3ပိုင်းကွဲနေရလေးတွေကိုအမှလာပြီးပြပြပေးသွားပါမယ်ပုံမှန်အားဖြင့်လီယိုလေးတွေကဇွန်လ23ကနေပြီးတော့မှဩဂတ်23ပေါ့နော်အဲ့ဒီဂျာကလာမှာမွေးတဲ့သူလေးတွေကလီယိုဆိုင်လေးတွေဖြစ်ပါတယ်ပထမဆုံးအပိုင်းတစ်ပိုင်းကိုပြပြပေးသွားပါမယ်ဇွန်လ19ကနေပြီးတော့မှဇွန်လ25 Cancer Leo Cup လေးတွေဖြစ်ပါတယ် for oscillation တုံခါခြင်းနယ်နိမိတ်ဘွားလေးတွေဖြစ်ပါတယ်Cancer ရဲ့ agent နာလေးတွေ Leo ရဲ့တက်ကြွလှုပ်ရှားတာလေးအဲ့ဒီ character 2မျိုးကိုပေါင်းစပ်ထားပါတယ်အပြင်မှန်းကြည့်လို့ရှိရင်တည်ငြိမ်သလားအတွင်းစိတ်ပြင်းထန်ပြီးတော့မှစိတ်အားထက်သန်တတ်ကြပါတယ်အားသာချက်ကတော့ကျင်နာတတ်တဲ့အမှုပညာမျက်စိရှိတဲ့တီထင်နိုင်စွမ်းမြင့်မားကြပါတယ်အားနည်းချက်ကတော့စိတ်ဆိုးလွယ်တတ်ပြီးတော့သူတစ်ပါးရဲ့အာယုံစိုက်ခံရမှုကိုအလွန်အမင်းလိုချင်တတ်ကြပါတယ်အပိုင်းနှစ်ဇွန်လ26ကနေပြီးတော့မှဩဂတ်18သူတို့လေးရတော့လီယိုစစ်စစ်ကြီးတွေပါမွေးရပါခေါင်းဆောင်လေးတွေပါလူအများကြားထင်ပေါ်နေတတ်ကြပါတယ်လူကြည်မှုအပြည့်ရှိတဲ့သဘောထားကြီးပြီးတော့မှရက်ရောတတ်ကြပါတယ်လူများအာယုံစိုက်တာခံကျင်တတ်ကြပါတယ်အားတလေးမာနကြီးရဲ့တကိုယ်ကောင်းဆန်တယ်လို့လူအများကထင်တတ်ကြပါလီယိုစစ်စစ်ကြီးတွေရဲ့character အတူချုပ်လေးဖြစ်ပါတယ်လီယိုရဲ့ character အပြည့်စုံကိုသိကျင်တယ်ဆိုလို့ရှိရင်တော့အမကလီယိုရဲ့ character လေးတွေကိုဗီဒီယိုလေးလုပ်ထားပေးပါတယ်အမရဲ့ account ထဲမှာဝင်ပြီးတော့မှကြည့်ပေးလို့ရပါတယ်နော်အပိုင်း3ဩဂတ်19ကနေပြီးတော့မှဩဂတ်25လီယိုဘာကိုခတ်လေးတွေဖြစ်ပါတယ် cut spot exposure ထုတ်ပေါ်ခြင်းနဲ့နမိတ်ပွားလေးတွေဖြစ်ပါတယ်လီယိုရဲ့ခေါင်းဆောင်မှုဘာကိုရဲ့စိတ်ဆက်တေချာမှုလေးတွေပေါင်းစပ်ထားတဲ့ character မျိုးပါအလုပ်စ조사သူလေးတွေပါအရာရာကိုပြောစရာမရှိအောင်လုပ်ဆောင်တတ်ကြတဲ့သူလေးတွေလည်းဖြစ်ပါတယ်အားသာချက်ကတော့စနစ်ကျတဲ့ရီမန်းချက်ကြီးရဲ့အရာရာကိုစိတ်ကူးရင်တာထက်လက်တွေ့လှုပ်ဆောင်နိုင်စွမ်းရှိတတ်ကြပါတယ်အားနည်းချက်ကတော့သူတစ်ပါးအပေါ်ကိုမိမိကိုယ်ပေါ်ကိုဝေဖန်လွန်းတတ်ကြပါတယ်အသေးအဖွဲလေးကအစားလိုက်ပြီးတော့မှစီစစ်စစ်ဆေးတတ်လို့တစ်ခါလေကြလို့ရှိရင်စိတ်ဖိစီးမှုများတတ်ကြပါတယ်ကဲဒီနေ့အမှပြပြပေးသွားတော့လီယိုဆိုင်လေးတွေရဲ့ခတ်အကြောင်းလေးတွေဖြစ်ပါတယ်တခြားရာသီခွင်လေးတွေရဲ့ခတ်အကြောင်းလေးတွေကိုသိကျင်တယ်ဆိုလို့ရှိရင်အမကို like and share follow လေးလုပ်သွားပေးလို့ရရနော်